အိမ်ထောင်ရေးကိုပျိုကွဲစေတဲ့စကား၅ခုလေးကိုပြောပြပေးချင်ပါတယ်။အိမ်ထောင်ရေးတစ်ခုမှာစကားလုံးတွေဟာဆေးလည်းဖြစ်နိုင်သလိုဘယ်တော့မှပျောက်ကင်းမရတဲ့အမာရွတ်တွေပေးတဲ့ဓာသွားလည်းဖြစ်သွားနိုင်ပါတယ်။အိမ်ထောင်ဘက်အပေါ်မှာဘလောက်ပဲစိတ်ဆိုးဒေါသထွက်နေပါစေဒီစကား၅ခုကိုတော့ဘယ်တော့မှမပြောမိပါစေနဲ့။နံပါတ်1နင့်ကိုယူမိတာငါ့ဘဝရဲ့အမှားဆုံးပဲ။ဒါဟာတစ်ဖက်လူရဲ့တမိုးကိုအဆုံးထိရိုက်ချိုးလိုက်တဲ့စကားပါ။အတူတူရုန်းကန်ခဲ့သမျှရှက်ခဲ့သမျှအရှိန်တွေကိုအထိပ္ပယ်မရှိအောင်လုပ်လိုက်တဲ့သဘောမျိုးခံစားရစေပါတယ်။နံပါတ်2တခြားသူတွေရဲ့အိမ်ထောင်ဘက်နဲ့နိုင်ရှင်ပြောတာဘသူယောက်ျားကတော့ဘသူမိန်းမကတော့ဆိုတဲ့နိုင်ရှင်မှုတွေဟာအိမ်ထောင်ဘက်ကိုအားငယ်စေသလိုကိုယ့်ရဲ့အပေါ်မှာလည်းစိတ်ငါသွားစေတတ်ပါတယ်။နံပါတ်3မခံရှင်ရင်လမ်းခွဲလေကြွားကြမလားစိတ်ဆိုးတိုင်းလမ်းခွဲဖို့စကားကိုလက်နက်တစ်ပွဲအသုံးမပြုပါနဲ့။ဒီစကားကိုခဏခဏပြောရင်တစ်ဖက်လူကတကယ်ပဲလက်လွတ်ဖို့ပြင်ဆင်လာပါလိမ့်မယ်။နံပါတ်4မိဘနဲ့မိသားစုကိုစော်ကားပြောဆိုတာနှစ်ယောက်ျားကပြဿနာမှာမိဘတွေကိုဆွဲပြီးမထဲပါနဲ့။မိဘကိုထိခိုက်စော်ကားတဲ့စကားဟာခွင့်လွှတ်ဖို့အခက်အခဲဆုံးနာကျင်မှုတစ်ခုဖြစ်သွားတတ်ပါတယ်။နံပါတ်5နင်ကအမြဲတမ်းဒီလိုပဲအမြဲတမ်းဆိုတဲ့စကားလုံးဟာတစ်ဖက်လူရဲ့ကြိုးစားမှုမှန်သမျှကိုလစ်လူရှုလိုက်တာပါ။အပြစ်တင်တာထက်ဘာကြောင့်စိတ်မကောင်းဖြစ်ရတာလဲဆိုတာကိုအေးအေးဆေးဆေးပြောပြပါခဏတာဒေါသကြောင့်တစ်သက်လုံးနောင်တရမယ့်စကားလုံးမျိုးတွေကိုထိမ့်သိမ်းနိုင်ကြပါစေအိမ်တော်ရေးတိုင်းလည်းတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေခင်မွန်းတယောက်ဇနီးအပေါ်မှာစိတ်ကုန်လာပြီဆိုတာကိုပြသနေတဲ့အချက်ရှိချက်ကိုပြောပြပေးချင်ပါတယ်နံပါတ်1အသေးအဖွားကိစ္စကိုအကြောင်းပြုပြီးစိတ်တို့ဒေါသထွက်ခြင်းအရင်ကသိခံနိုင်ခဲ့တဲ့အမားတွေဘာမှမဟုတ်တဲ့အရေးမပါတဲ့ကိစ္စတွေအပေါ်မှာအမြဲတမ်းလိုစိတ်မရှိပဲရှမ်းရှားဖို့ဒါမှမဟုတ်အပြစ်တင်ဖို့အခွင့်အရေးကိုဆောင်နေတတ်ပါတယ်။နံပါတ်2ဝိထွေးတဲ့ဆက်ဆံရေးနဲ့ကျင်နာမှုတွေပျောက်ကွယ်သွားခြင်းဇနီးမောင်နှံရဲ့ကြားမှာရှိရမယ့်ဂရုစိုက်မှုအပြန်အလှန်လေးစားမှုနဲ့အရှိခံယဉ်ကျေးမှုတွေကိုမပြုလုပ်တော့ပဲတစိမ့်တစ်ယောက်လိုအိဆက်ဆက်နေသွားတတ်ပါတယ်။နံပါတ်3စကလုံးများဖြင့်နှိမ့်ရှာရှင်းတဲ့လောင်မြောင်ခြင်းဇနီးတဲ့ဖြစ်သူရဲ့စွမ်းဆောင်ရည်ကိုအထင်သေးတဲ့ပုံစံနဲ့ပြောဆိုလာတတ်သလိုသူမရဲ့ဝမ်းနည်းမှုဒါမှမဟုတ်ခံစားချက်တွေကိုအလေးမထားပဲဟာတာတစ်ခုလိုလောင်ပြောင်စော်ကားလာတတ်ပါတယ်။နံပါတ်4စကားပြောဆိုဆက်သွယ်ဖို့ကိုတတ်နိုင်သမျှရှောင်လွှဲလာခြင်းမိမိအတွက်အကျိုးရှိရမယ့်ကိစ္စဒါမှမဟုတ်မဖြစ်မနေပြောရမယ့်ကိစ္စကလွဲရင်ကျန်တဲ့အရွှေတွေမှာစကားမပြောပဲတယောက်တည်းနေဖို့ကြိုးစားတာဒါမှမဟုတ်တခြားအရာတစ်ခုခုဥပမာဖုန်းကိုပဲအာရုံစိုက်ပြီးရှောင်ဖယ်နေတတ်ပါတယ်။နံပါတ်5ဇနီးတဲ့ဖြစ်သူနဲ့အတူရှိရခြင်းကိုဝန်ထုတ်ဖို့တစ်ခုလိုခံစားလာရခြင်းအိမ်ကိုပြန်ရောက်လာရင်ဒါမှမဟုတ်ဇနီးတဲ့ဖြစ်သူကိုအတူရှိနေတဲ့အခါစိတ်သက်သာရမယ်အစားစိတ်မလုံခြုံသလိုအနှောက်အယှက်ဖြစ်သလိုခံစားနေရပြီးအဲ့ဒီနေရာကနေအမြန်ဆုံးထွက်ခွာသွားတတ်ပါတယ်။နံပါတ်6အကာအကွယ်ပေးဖို့ထက်စန့်ကျင်ဘက်ကနေရပ်တည်လာခြင်းဘလို့အခြေအနေမျိုးမဆိုဇနီးတဲ့ဖြစ်သူဘက်ကမကာအကွယ်ပေးပေတခြားသူတွေရဲ့ရှေ့မှာတော့သူမကိုအရှက်ရစေမဲ့စကားလုံးတွေပြောတာသူမကိုစန့်ကျင်ဘက်ကနေပါဝင်လာတာမျိုးတွေလှုပ်လာတတ်ပါတယ်။နံပါတ်9ဇနီးတဲ့ဖြစ်သူရဲ့လိုအပ်ချက်တွေကိုလစ်လူရှုလာခြင်းဇနီးတဲ့ဖြစ်သူနဲ့ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေသာမကစိတ်ပိုင်းဆိုင်ရာအားပေးမှုတွေကိုပါစိတ်ပြတ်ငြီးငွေ့လာပြီးတိတိတသားကြီးနဲ့မတိရှင်အောင်ဆောင်တာတမင်လစ်လူရှုတာတတ်ပါတယ်။နံပါတ်10ရေရှည်အစီအစဉ်တွေမှာဇနီးတဲ့ဖြစ်သူကိုရှာလတ်ထားခြင်းအနာဂတ်အတွက်အစီအစဉ်တွေမှာဆွဲတဲ့အခါဒါမှမဟုတ်အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေရှာတဲ့အခါမှာဇနီးတဲ့ဖြစ်သူကိုတိုင်ပင်ပေါ်မရှိတော့ပဲသူမပါတဲ့မိမိတယောက်တည်းနဲ့အစီအစဉ်တွေကိုအလေးထားပြုလုပ်လာတတ်ပါတယ်။